အခုရန်ကုန် Nation 9နှစ်ပြည့်ပွဲကိုသွားနေရဖြစ်ပါတယ်။ဒါတော့ကျွန်တော်လမ်းပါပါ။ကျွန်တော်ဒါတော့သွားနေတဲ့လမ်းပါဖြစ်ပါတယ်ခင်ဗျာ။သွားနေရအောင်ဖြစ်ပါတယ်။ဒါတော့ပြည်နှံအောင်ဖြစ်ပါတယ်။ခုကတော့အရင်ကြီးထွက်လာတော့ကျွန်တော်ဘာမှမစားသေးလို့ကျွန်တော်ဒီဂျယ်လီဆွဲမှာမော်လင်းဝင်စားဖြစ်ပါတယ်ကျွန်တော်ဟိုရောက်ထပ်ပြီးတော့ကားမိုက်စားရိုက်ပြပါဖြစ်ပါတယ်ဒါတော့ကျွန်တော်ပွဲရတော့မစသေးပါဘူးအချိန်အားဖြင့်တော့2နာရီကျော်လောက်တော့ရှိပါပြီလားကျွန်တော်တို့ကားပတ်ကင်လေးမှာဖြစ်ပါတယ်ပွဲရတော့စတင်နေပြီဖြစ်ပါတယ်Ready? 3, 2, 1.
ရန်ကုန်နေချင်း9နှစ်ပြည့်ပွဲရည်ပြန်နေတာဖြစ်ပါတယ်ရဟန်းမှာတကြောင်ဖြုတ်မှာဖြစ်ပါတယ်ကျွန်တော်တို့ရန်ကုန်နေချင်း9နှစ်ပြည့်ပွဲကပြန်နည်းနည်းလေးလမ်းမှာကားရှယ်တော့တကြောင်ဖြုတ်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပွဲမှာကလူရမ်းများတာရယ်နေရာချင်းတာရဲ့အကြောင်းကိုကျွန်တော်ဗီဒီယိုကြီးကအများကြီးကိုရိုက်လို့မရဖြစ်ခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ရန်ကုန်နေချင်းပွဲရည်အပြန်ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်